င်္ဂလာပါအားလုံးပဲဆိုရချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျာနော်ဆိုရအားတော့ဒါ6ချိန်အတွက်ပေါ့နော်6ချိန်အတွက်ဆိုရဒီမှာတော့ဒါလေးကက်စီမှုပေါ့နော်ဒါပြန်ချကနန်းလေးပေါ့နော်ဒီ963ဆိုတဲ့ကနန်းကိုဒီ365ဆိုပြီးတော့ဒါပြောင်းမြန်ပေါ့နော်ပြန်ချစနစ်ကိုကြိုက်တဲ့မိတ်ဆွေအနေနဲ့ဒါလေးပြန်ချကနန်းကိုဒါထိုးလို့ရအောင်လို့ဆိုရဒါစောစီးစွာနဲ့ပဲပေါ့နော်တင်ပေးလိုက်တာပေါ့ဒါလေးကက်စီမှုလေးပေါ့ဗျာနော်နှစ်3-4ပေါ့ဒီလေးတစ်ခွန်ကနေစပြီးတော့သူပေးခဲ့တာပေါ့နော်မူလေးအဲ့တော့ဆွေးသူအဲ့ဒီသူ့ရဲ့မူလေးကိုစနစ်ကလေးကိုဒါကြည့်အောင်နော်ဆွေးရတော့ဒါဗီဒီယိုဖိုင်လေးတွေကိုအမြဲတမ်းဒါတူလေးပဲပေါ့နော်တူလေးပဲအလွန်ဆုံး9မိနစ်10မိနစ်ပေါ့နော်အဲ့လောက်လေးပဲဆွေးတာတင်တာပေါ့နော်အဲ့တော့အဲ့ဒီဒါမိတ်ဆွေတို့အနေနဲ့ဒါလေးလာပေါ့နော်လေးလာစီးဘူးပေါ့နော်ဒါ3တက်ပေါ့ဖြစ်နိုင်ရင်မဖြစ်နိုင်ဘူးဒါ3တက်ကြည့်ပေါ့နော်3တက်ပြီးမှဒါထိုးပေါ့ဗျာနော်သူလာနေရကတော့ဒီကနန်း3လုံးပေါင်းချင်း6တယ်နော်ဒီကနန်း3လုံးပေါင်းချင်းဒီ6တယ်ဒီကနန်း3လုံးပေါင်းချင်းဒီ6တယ်ဒီကနန်း3လုံးပေါင်းချင်းဒီ6လို့ဆက်ပေးနေတာ3ထိပ်စီးပေါ့ဗျာနော်ဒီ8လေးလေးဒီ6ပေါ့ဗျာနော်ဒီခွန်3 6ဒီ6ပေါ့နော်385ဒီ6ပေါ့333လို့3ထိပ်ထဲမှာဒါ6မှာပေါ့ဒါ3ထိပ်ပေါ့ဒီ6ချိန်မှာပေါ့နော်3ထိပ်ပေါ့နော်အဲ့တော့အဲ့လို6ကိုတော့နက်ခတ်ပြန်ရိုက်တယ်ဒီ8လေးလေးဆိုရင်3လုံးပေါင်းချင်းသူက6လိုက်တာလေတဲ့သူက6ရဲ့နက်ခတ်ဒီ4တက်ဆိုပြီးတော့6လို့ပြန်ထည့်တာပေါ့နော်ဒီမှာကခွန်36လို့3လုံးပေါင်းချင်း6လိုက်တာနဲ့6ရဲ့နက်ခတ်ဒီ6ဆိုပြီးတော့363ည6လို့သူပြန်ဖြစ်တာနော်ဒီမှာလည်းပဲသူက385လို့ဒီကနန်း3လုံးကိုသူ6လို့ရဲလိုက်တာနဲ့6ရဲ့နက်ခတ်ဒီ6ပါဆိုပြီးတော့856ဆိုပြီး6လို့ပြန်ထည့်တယ်နော်ဒါဆိုရင်ဆွေးကဒီမှာကလည်း3ည3လို့6ထားတဲ့အတွက်6ရဲ့နက်ခတ်6မယ်ဗျာ3ည36မှာ6မှာပေါ့နော်ဒါဆိုရင်တော့368အသွေးဒါဖြစ်သွားပြီပေါ့ဗျာနော်အဲ့လို368အသွေးလေးဖြစ်သွားရင်ဆွေးတို့ဒါနောက်ပိတ်ရဲ့စနစ်ကလေးကိုဒါကြည့်အောင်နော်ဒါနောက်ပိတ်ကတော့သူရှင်းပါတယ်သူကဘယ်လိုလာလဲဆိုတော့ဒီမှာတဲ့သူကဒီ3လုံးပေါင်းချင်းဒီ6နော်ဒီ3လုံးပေါင်းချင်းဒီ6ဒီ4ထိပ်ဒီ6ရဲ့နက်ကဒီ3လုံးပေါင်းချင်းဒီ9ပေါ့ဒါတစ်ခါပေါ့ဒါ4တစ်အသွေးဖြစ်ပြီပေါ့နော်အဲ့လို4တစ်အသွေးဖြစ်ပြီဆိုရင်ဒီတစ်ခါလေးကိုသူကအမိပြုတာပေါ့ဗျာနော်ဒီတင်းနောက်ပိတ်နဲ့ဒီတစ်ခါနဲ့ပေါင်းလိုက်ရင်တော့2ပေါ့ဗျာနော်တင်းနောက်ပိတ်နဲ့တစ်ခါနဲ့2ဆိုရင်ဒီရှင်းလုံးပေါင်းချင်း9နဲ့ဒီခွန်ပိတ်နဲ့2တာပေါ့နော်ဒီတင်းနဲ့2လိုက်ရင်ဒီ4တစ်ခွန်ဆို3လုံးကလည်း2လို့ပြန်ဖြစ်ပြီးသားပေါ့ဗျာနော်အဲ့ဒီဒုတိယအပင်မှာလည်းပဲအဲ့ဒီလိုပဲဒီခွန်36ဒီ3လုံးပေါင်းချင်းကို6လို့ထည့်လိုက်ရင်လည်း6ထိပ်ပေါ့နော်ဒီ3လုံးပေါင်းချင်း6ရဲ့နက်ခတ်ဒီ9ဆိုပြီးတော့ဒီ363ညလို့ပြန်9လိုက်တာအဲ့ကြတော့ဒါ3ညခါဝင်လိုက်ပြီ6ညအသွေးပေါ့နော်အဲ့ဒီချိန်မှာဒီ3ညခါလေးကိုပဲတော့ခုနလိုပဲဒီ9နဲ့3ညနဲ့ပုံချင်း9လို့ဖြစ်ရင်တဲ့သူကဒီ393ဆိုရင်ကနန်း3လုံးကလည်း9လို့ဖြစ်ရမှာပေါ့နော်ဒီနှလုံး9ဆိုရင်ဒီကနန်း3လုံးကလည်း9လို့သူပြန်ဖြစ်တဲ့စနစ်ကလေးပေါ့နော်ဒါ6ည3ပေါ့ဒုတိယချိန်ပေါ့နော်တတိယပင်မှာလည်းအဲ့ဒီလိုပဲ385ဆို3လုံးပေါင်းချင်း6ပေါ့နော်အဲ့ချိန်မှာ9ထိပ်ရတာပေါ့နော်ဒီ3လုံးပေါင်းချင်း6ရဲ့နက်ကဒီကနန်း3လုံးကို9လို့ပြန်ရဲလိုက်တော့ဒီ856လို့9လို့ပြန်ရဲတော့ဒီမှာဒါ6ခါပေါ့နော်အဲ့လို6ခါလို့ရလိုက်တာ ਨੇ ဒီ4နောက်ပိတ်နဲ့6ခါနဲ့ပေါင်းရင်3ညပေါ့ဒီနှလုံး3ညဆိုရင်ဒီ893ဆိုရင်ဒီ3လုံးကလည်း3ညလို့ပြန်ဖြစ်တာတော့963ပေါ့ဗျာနော်ဒါ3ပွဲပြီးပြီပေါ့နော်ဒါတော့လေးကစီကတော့ဒါပေးမပေးတော့ဆွေးတို့ဒါအသက်မတိပေါ့နော်ဒါပေမဲ့ဟိုကိုယ့်ရဲ့မျက်စိကဟိုလေးကစီမှသွားမြင်မိတာဆိုတော့ကအမြင်နောက်ကျရလည်းပြောလို့ရတယ်မကြလေးလည်းပြောချင်လည်းပြောလို့ရတယ်ပေါ့တကယ်လို့ဆက်ပေးမယ်ဆိုတော့အမြင်နောက်မကျသေးဘူးပေါ့နော်ဟိုမပေးတော့ဆိုရင်တော့အမြင်နောက်ကျသွားပြီပေါ့နော်အဲ့တော့ဆွေးရချင်းမဆွေးနေတယ်ဒါ3တက်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်ဒီ3ည3ဆိုရင်3လုံးပေါင်းချင်း6ပေါ့ဗျာနော်6ပေါ့3ထိပ်ရပြီအဲဒီ3လုံး6ရဲ့နက်ကဒီ9လို့ပြန်ရဲမှာဆိုရင်3ည36မှာဒီ3လုံးပြန်9မှာပေါ့ဗျအဲ့ကျတော့6ခါရပြီပေါ့နော်ဒီ6ခါလေးကြောင့်ပဲဒီ9နောက်ပိတ်နဲ့ဒီ6ခါနဲ့ပေါင်းချင်းဒီ9လို့ဖြစ်ရင်ဒီ3ည5ဆိုတဲ့ဒီကနန်း3လုံးကလည်းတော့9လို့တာပြန်ရိုက်မဲ့စနစ်ပေါ့နော်၄ဘွဲ့စနစ်နဲ့ဒီ365ဆိုတဲ့ကနန်းလေးကိုဒါဆွေးရချင်းမိတ်ဆွေတွေကိုဆွေးရဒါစိုးစည်းစွာပဲပေါ့နော်ပြန်လည်ပြီးမျှဝေလိုက်တဲ့သဘောပါဒါကြက်ရင်တော့ဒါကစားကြည့်ပေါ့နော်ဒါ365ဒါပြန်ချကနန်းမှုပေါ့ဗျာနော်ကြည့်အားလုံးပဲဆွေးရချင်းမိတ်ဆွေတွေအားလုံးပဲနော်ကြက်ရင်တော့ဒါလိုက်ထိုးကြပေါ့ဗျာနော်ဟိုမကြိုက်တော့လဲဒါကြော်သွားလိုက်ပေါ့ဗျာနော်ဆွေးတို့ကဒါအတက်တော့မသိဘူးပေါ့နော်တွေးတဲ့မြင်တဲ့အတိုင်းလေးကိုဒါ
ဟိုကိုယ့်ရဲ့မိတ်ဆွေတွေပေါ့နော်ကိုအားပေးနေတဲ့မိတ်ဆွေတွေဒါပြန်လည်ပြီးတော့ဒါမျှဝေတဲ့သဘောပဲဗျာနော်ဒီအားလုံးဆွေးရချင်းမိတ်ဆွေတွေအားလုံးပေါက်ပါသေးဗျာနော်